နဲ့တိုင်းနဲ့ပတ်သက်တဲ့ဝစ်စုံတွေရုပ်ထုလေးတွေဘာမှဝယ်ရမလဲဆိုတာကိုတစ်ချက်ပြောပြပြီးကိုတို့ကတော့အမြဲတမ်းဘုံထောင်ဖျားမှရှိတဲ့ဈေးုံတကြီးထဲမှာသွားဝယ်နေကြပါဝယ်နေကြဆိုင်ရှိတဲ့အတွက်ကြောင့်မလို့ဝယ်နေကြဆိုင်ကိုပဲတခါတည်းတန်းသွားလိုက်ပါမယ်ရှင်ဈေးုံထဲမှာဆိုင်နေရလဲအရန်များတဲ့အတွက်ကြောင့်မလို့ကိုနဲ့အဆင်ပြေတဲ့ဆိုင်ပေါ့နော်အဲ့ဒါကိုရွေးပြီးတော့ဝယ်လို့ရပါတယ်ဒါတော့ဖူးဖူးတို့ဝယ်နေကြဆိုင်ပေါ့နော်သူစီမှာဆိုလို့ရှိရင်ဝစ်စုံတွေကတအားများတယ်အဲ့ဒါကြောင့်မလို့ဝစ်စုံရွေးမယ်ဆိုလို့ရှိရင်ဒီဆိုင်ကပို့ပြီးတော့တင်တော်တယ်ပြီးလို့ရှိရင်အဲ့ဒီဆိုင်ကအမကလည်းအရန်ကိုသဘောကောက်တဲ့အတွက်ကြောင့်မလို့ဖူးဖူးတို့ကအမြဲတမ်းလိုပဲဒီမှာပဲလာဝယ်ပြစ်တာများတယ်ပေါ့နော်အစတော့ငါဒီအမတော်ကြီးတို့ဝစ်စုံရွေးမလို့ဆိုပြီးတော့အဝါလေးကအဝါလေးရွေးတာဒါပေမဲ့အဝါလေးသိမကြိုက်လို့အဖြူလေးကြည့်လိုက်ပြီးတော့အဖြူလေးကိုနေသူတို့စီမှာရှိတဲ့မော်ဒယ်ရုပ်ကလေးမှာတက်ခိုင်းတာပေါ့နော်အဲ့ဒါလေးလှလို့အဲ့အဖြူလေးပဲရွေးလာခဲ့တယ်သူတို့စီမှာဆိုလို့ရှိရင်ဒီမှာခြုံလွှာတွေကလည်းရောင်စုံနဲ့စိုက်စုံရှိတယ်ဝစ်စုံတွေမှာဆိုလို့ရှိရင်တော့ခြုံလွှာတခါတည်းပဲပါပြီးသားဖြစ်ပါတယ်ကိုတော်ကြီးတို့အမတော်ကြီးတို့မေတော်ကြီးတို့ရုပ်ထုတွေလည်းအများကြီးရှိတယ်ပေါ့နော်ပြီးတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့အသုံးဆောင်နေပေါ့နော်အသုံးဆောင်နေခေါင်းမောင်းနေပြီးလို့ရှိရင်ငကားခေါင်းနေလက်ဝတ်ရနာတွေကစားအဲ့ဒီဘိုးထောင်ဖျားရဲ့ဈေးုံတကြီးထဲမှာရှိပါတယ်ရှင်ယူရီးယားလက်ခေါ်မေတော်ကြီးလည်းရှိတယ်ပြီးတော့မေတော်တို့အမတော်တို့မှာအများကြီးပဲရှိတယ်ဝစ်စုံတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့အဲ့ဒီဓာတ်နဲ့တိုက်နဲ့ပတ်သက်တဲ့ပုံကိုနဲ့ဆိုင်နဲ့အသုံးဆောင်ပစ္စည်းတွေကိုလိုရှိတယ်ဆိုလို့ရှိရင်အဲ့ဒီဘိုးထောင်ဖျားရဲ့ဈေးုံတကြီးမှာဝယ်လို့ရပါတယ်ရှင်